လောက်နှစ်လောက် ဘောင်းကျော်လက်ကျလို့ကြောင်းလက်လက်လက်မထုတ်နဲ့ ရေတက်တယ်နော်တစ်ထောင်နဲ့နေကြတဲ့တစ်ထောင်နဲ့ရောက်လေးပုတ် ဘာလို့ကျွေးထုတ်တယ်ကဘာဘောင်းကျော်ကဘာပြေးလာတယ်ဒူတဲ့သူအမဖေးဒူတဲ့သူအမဖေးရှိပါမှာဒီခုပြရောက်ပေးကြလို့လားညမဖေးလာညမဖေးနေလား ဒါဘာလို့ဟာလဲ ဖေးဖေး ခဏပြေးပြေးဘာလို့လဲလိုက်ပြေးပြေး ဖေးရောင်းရင်ရော ရပါစေ ကဘာမပါလေ ညနေရဒီမှာ ကျုပ်သိတဲ့နေရာရှိတယ်ဘယ်နာသိ ဟေး လင်းနိုင်စင်းဆွဲထိုးမယ် ဘာဘောအောက်မှာရှောက်ပင်ဝင်လာတယ် ကဘာမရဘူးမောင်မခေါင်းထိုးလိုက်မောင်ကျော်ကစီးပွားရေးရှာတယ် ပြန်ဆုံးခဲ့ ဟမ်သူကလည်းပေးပြီးတော့ပြန်တောင်းတယ် ဘာလို့လဲကျွန်တော်လဲကျွန်တော်